21ရာစုရဲ့အကြီးကျယ်ဆုံးကမ္ဘာ့ဖလားဖိုင်နယ်ကိုဖန်တီးခွင့်ရှိနေတဲ့ဂုဏ်တစ်ပါးပရိသတ်များအားမင်္ဂလာပါများ90 plus အားကစား channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလာမယ့်2026ကမ္ဘာ့ဖလားဘောလုံးပွဲမှာဘောလုံးသမိုင်းတစ်လျှောက်အကြီးမားဆုံးဒဏ္ဍာရီပုံမြင်တစ်ပုဒ်ကိုကျွန်တော်တို့မြင်တွေ့ရဖို့နေဆက်လာနေပါပြီအာဂျင်တီးနားပေါ်တူဂီမက်ဆီနဲ့ရိုနယ်ဒိုနှစ်ပေါင်း20ကျော်ကြာကမ္ဘာ့ဘောလုံးလောကကိုအုပ်စိုးခဲ့တဲ့လူနှစ်ယောက်ဘောလုံးပရိသတ်အတိုင်းကိုအုပ်စုနှစ်ခုကွဲစေခဲ့တဲ့လူနှစ်ယောက်ကမ္ဘာအကောင်းဆုံးနေရာအတွက်တဘွာလုံးစာရှင်မြိုင်ခဲ့တဲ့လူနှစ်ယောက်အခုဒီကစားမနှစ်ယောက်ဟာကမ္ဘာ့ဖလားဖိုင်နယ်လိုမျိုးအမြင့်ဆုံးစင်မြင့်ထက်မှာစုံတွေ့လာနိုင်ခြေရှိနေပါတယ်2008ဘောလုံးရတဲ့ကစတင်ခဲ့တဲ့ဂုတ်တီဘေးဟာအခု2026ခုနှစ်ထိမပြီးဆုံးသေးဘူးလို့ပြောမှာပါဘရန်ဒီယောစုတွေချန်ပီယံလိဖလားတွေတွင်းကိုဆန်နေနေရှစ်ပနဲ့စုတွေရွှေဘောလုံးစုတွေအရာအလုံးကိုသူတို့အားလုံးဟာအလှည့်ကျသိမ်းပိုက်နိုင်ခဲ့ပါတယ်တယောက်ကဆန်နေနေနောက်တယောက်ကချိုးတယ်တယောက်ကချန်ပီယံဖြစ်နောက်တယောက်ကပြန်တက်လာတယ်တယောက်ကိုကောင်းဆုံးလို့ပြောရင်နောက်ကျောင်းရဲ့ပရိသတ်တွေကလက်မခံဘူးဘောလုံးသမိုင်းမှာဒီလောက်ထိရှည်ကြာပြီးတော့ဒီလောက်ထိပြင်းထန်တဲ့ပြိုင်ဆိုင်မှုမျိုးနောက်ထပ်ရှာဖို့ကအရန်ခက်ပါတယ်ဒီကလာကိုပြန်ကြည့်မယ်ဆိုရင်မန်စီယာဘာစနာရဲ့အိမ်ရှင်မင်းသားရယ်ဒိုကရီယယ်မက်ထရစ်ရဲ့ပြီးအိုက်ကလစီကိုဆိုတာကလပ်အသင်းပွဲတော်မဟုတ်တော့ဘဲနဲ့မန်စီနဲ့ရယ်ဒိုရဲ့စစ်ပွဲဖြစ်သွားတယ်ဘောလုံးအကစားကိုချစ်မြတ်လို့တဲ့ညီကိုလေးတွေနဲ့ဂျာစီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါအခုသိရတဲ့အသင်းရဲ့ဂျာစီတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့စိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုရင်တော့ YGN ဂျာစီ short ရှိပါတယ်ကလပ်အသင်းနိုင်ငံအသင်းအစွန်ရဲ့ဂျာစီတွေကို player version, fan version နဲ့ time made one set တွေအပြင်အသင်း t-shirt တွေလည်းရရှိနိုင်ပါတယ် Royal Express ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ဝယ်ချေစနစ်နဲ့ရောင်းချပေးတာမို့လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ညီကိုတို့ကြီးဝယ်ယူအားပေးခြင်းတဲ့ညီကိုလေးတွေနဲ့ YGN ဂျာစီ short ရဲ့ Facebook page messenger မှာတွားရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်း YGN မှာဂျာစီဝယ်ပါတကမ္ဘာလုံးက TV ရှိမှထိုင်ပြီးသူတို့နှစ်ယောက်ဘယ်သူပိုကောင်းမလဲဆိုတာကြည့်ခဲ့ကြတယ်ဒါပေမဲ့ကန်ဂျမာကထူးဆန်းပါတယ်သူတို့နှစ်ယောက်ဟာအချိန်ပေါင်းများစွာစုံခဲ့ကြပေမဲ့ကမ္ဘာဖလားလိုမျိုးအဆင့်မြင့်ပြိုင်ပွဲမှာတော့တစ်ခါမှမစုံတွေ့ခဲ့ဘူး2014ခုနှစ်မှာမက်ဆီကကမ္ဘာဖလားရရှိဖို့နီးစပ်ခဲ့တယ်ဒါပေမဲ့ဂျာမနီကတားဆီးခဲ့တယ်2018နဲ့2020မှာရယ်ဒိုကစ조사ခဲ့ပေမဲ့လည်းကွာတာဖိုင်နယ်အဆင့်နဲ့ပဲကျင်းနေခဲ့ရတယ်ဒါပေမဲ့အိမ်မက်တွေကိုအကောင့်တင်မဖော်နိုင်ခဲ့ဘူး2020မှာတော့မက်ဆီကကမ္ဘာဖလားကိုကင်မြောက်နိုင်ခဲ့တယ်အဲဒီကနေစပြီးလူအများစုဟာဂုတ်တီပဲပြီးသွားပြီလို့ပြောခဲ့ကြတယ်ဒါပေမဲ့ရိုနယ်ဒိုဆိုတာကအရှုံးပေးတဲ့လူစားမျိုးမဟုတ်ဘူးအသက်42နှစ်နာကတ်လာတဲ့အချိန်မှာတော့သူကကမ္ဘာဖလားကိုလိုက်ဖမ်းနေတော့မယ်အခု2026ကမ္ဘာဖလားကိုကြည့်လိုက်ရင်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်အာဂျင်တီးနားကချန်ပီယံအသင်းရဲ့ယုံကြည်မှုနဲ့လာတယ်မက်ဆီကအသက်ဝင်ချောင်းရေလုံးမပြေးနိုင်တော့ပေမဲ့ပွဲကိုဖတ်နိုင်စွမ်းအဆုံးဖြတ်ပေးနိုင်စွမ်းကအမခန့်အဆင့်မှာရှိနေသေးတယ်ဒါမှဘော်ဒီကလည်းတပိုင်းတစ်လျှောက်အကောင်းဆုံးလူစင်းတဲ့ကတစ်ခုကိုပိုင်ဆိုင်ထားတယ်လူငယ်ကျဲဝင်တွေကမ္ဘာ့စင်ကစားမတွေပြီးတော့သူတို့ရဲ့အသင်းကောင်းဆောင်ရဲလို့ဒီပြိုင်ပွဲဟာနှစ်ယောက်စလုံးရဲ့နောက်ဆုံးကောက်လာဖြစ်လာနိုင်တယ်ဒါကြောင့်သူတို့တို့ရဲ့စိတ်အားတက်တန်မှုကိုတော့ဘယ်သူမှ short တွက်လို့မရဘူးလက်ရှိဘက်ကအခြေအနေကိုကြည့်မယ်ဆိုရင်အာဂျင်တီးနားနဲ့ပေါ်တူဂီဟာဖိုင်နယ်မရောက်ခင်တွေးစရာမရှိတဲ့လမ်းအကြောင်းမျိုးမှာရှိနေပါတယ်ဟုတ်ပါတယ်ဒါပါဆိုလိုပါသလဲသူတို့တို့အသင်းဟာကိုယ့်ဘက်ချန်ကပြန်မဲ့တွေကိုအသီးသီးကြော်ဖြတ်ပြီးအနိုင်လာခဲ့မယ်ဆိုရင်ကဘာကြီးကစောင့်မျှော်နေတဲ့ကဘာဖလားဖိုင်နယ်ပွဲစဉ်ပွဲကိုကျွန်တော်တို့မြင်တွေ့ရနိုင်တယ်စိတ်ကူးရင်ကြည့်ပါ2026ကဘာဖလားဖိုင်နယ် Midnight Stadium ပရိသတ်ပေါင်း8000ကျော်ကဘာတော်မှာဘီလီယံနဲ့ချီတဲ့လူတွေကြည့်နေတယ်ဒါမှအာဂျင်တီးနားကအပြာနဲ့အဖြူချာစီဝစ်မယ်ဒါမှမပေါ်တူဂီကအနီစိန်ကွင်းထဲကိုမက်ဆီရှောင်းဝင်လာတယ်ဒါမှရယ်ဒိုရှောင်းဝင်လာတယ်အဲ့ဒီမြင်ကွင်းတစ်ခုတွေဟာဘောလုံးသမိုင်းမှာအမှတ်တရဖြစ်သွားမှာပါသူတို့တို့ဟာ2018-19ဘောလုံးရာသီနောက်ပိုင်းတရားဝင်ပြိုင်ပွဲတွေမှာထိတိုက်တွေ့ဆုံခြင်းမရှိတော့ပါဘူးဒီဖိုင်နယ်ဟာချန်ပီယံဆုအတွက်ဆုံးဖြတ်မဲ့ပွဲတွေမဟုတ်တော့ပါဘူးခေတ္တကိုနှုတ်ဆက်မဲ့ပွဲတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဒီဖိုင်နယ်တကယ်ဖြစ်လာခဲ့ရင်2026ကဘာဖလားရဲ့အကောင်းဆုံးပွဲတွေမဟုတ်ပဲ21ရာစုရဲ့အကြီးမားဆုံးဘောလုံးပွဲတွေဖြစ်လာနိုင်ပါတယ်မန်စီအနိုင်ရရင်ဂုတ်တီဘေးဟာနောက်ဆုံးမှာအဆုံးသတ်သွားနိုင်တယ်ရယ်ဒိုအနိုင်ရရင်သူ့ဘဝရဲ့အကြီးမားဆုံးဇာတ်သိမ်းခန်းကိုရေးသွားနိုင်တယ်ဘယ်လိုနိုင်မလဲဆိုတာကျွန်တော်မသိသေးဘူးဒါပေမဲ့ကျွန်တော်တို့သိနေတာတခုတော့ရှိတယ်ကဘာကြီးကဒီပွဲကိုစောင့်ကြည့်နေတယ်မန်စီပရိသတ်တွေကလည်းဒီပွဲကိုမျှော်နေတယ်ရယ်ဒိုပရိသတ်တွေကလည်းဒီပွဲကိုမြင်ကျင်တယ်တောင်အမေရိကတိုင်းနဲ့ဥရောပတိုင်းပါရမီနဲ့အလုံးစ조사မှုကျော်နံပါတ်10နဲ့ကျော်နံပါတ်9နဲ့မန်စီနဲ့ရိုနယ်ဒိုကန်ဂျမာကသူတို့နှစ်ယောက်ကိုကစားမဘွားကနေအနားမျိုးကနောက်ဆုံးတစ်ချိန်ထိတိုက်တွေ့စီမှာလားဒါမှမဟုတ်ဒန်နာရီတခုအိမ်မက်တခုဖြစ်နေပဲကြမ်းခဲ့မှာလားအဖေကတော့မချခင်ဘောလုံးလောကတစ်ခုလုံးသိရတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဘီလိုကလာပါမယ်နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ